ပိန်နဲ့သူတို့ရဲ့ကမ္ဘာဖလားလူစည်းရင်းကိုတရက်ဝင်ထုတ်ပြန်ကြေညာလိုက်ပါပြီဒီစည်းရင်းကလည်းအခုထေးစားကိုဝေဖန်မှုတွေအကြီးကြီးရှိနေတာပေါ့နော်ရီယယ်မက်ဒရစ်ကစားသမားတယောက်မှမပါဝင်ပဲဘာစီလိုနာကကစားသမား10ယောက်တောင်ပါဝင်လာတာမျိုးပါကွာခြားချက်ကတော့တော်တော်ကြီးကိုကြီးမားနေတာပေါ့နော်ကိုသမားဂျွန်ဂါစီယာကတော့နောက်ဆုံးလူစည်းရင်းမှာပါဝင်လာခဲ့တာပေါ့သူပွဲထွက်ခွင့်ရဖို့မမျှော်လင့်ရဘူးဆိုရင်တော့စပိန်အသင်းအနေနဲ့သူ့ကိုခေါ်ရမယ်လို့လူတော်တော်များများကယူဆကြတာမျိုးဗျဒါပေမဲ့အကြီးမားဆုံးဝေဖန်မှုတွေဖြစ်နေတဲ့နာမည်ကတော့ဂါဘီပဲဖြစ်ပါတယ်သူကဒီယာဘီမှာ984မိနစ်ပဲကစားထားပြီးယူသားပြောရရင်သူ့ရဲ့ပုံမှန်ခြေစွမ်းမျိုးလည်းမပြနိုင်သေးဘူးပြန်မြ6.8အဆင့်သတ်မှတ်ချက်ပဲရရှိထားတာဗျဒါတောင်မှသူကလူစည်းရင်းမှာပါလာတာပေါ့ကမ္ဘာဖလားမှာပွဲကစားခြင်းအများကြီးရဖို့တော့မဖြစ်နိုင်ဘူးလို့ထင်ရပြီးနေပေါ့ဒီကိုဟီဆန်ကတော့စပိန်ရဲ့နောက်ဆုံးလူစည်းရင်းကနေခြံလက်ခံရပြီးနောက်ပိုင်းအရန်ဒေါသထွက်နေတယ်လို့သတင်းတွေထွက်ပေါ်နေတာပဲသူကဆိုရှယ်မီဒီယာမှာလာလီဂါရဲ့ဒီယာဘီအကောင်းဆုံးအသင်းမှာပါဝင်ကြောင်းဖော်ပြပြီး post တင်နေသေးတယ်ဗျတကယ်တမ်းခေါ်ယူခံရတဲ့ပေါ်ကူဘာစီနဲ့ Eric Garcia တို့နှစ်ယောက်လုံးထဲသူ့ရဲ့အဆင့်သတ်မှတ်ချက်တွေကပိုကောင်းတယ်ဆိုတာကိုပါထောက်ပြခဲ့တာမျိုးပါနောက်ထပ်အန်အားပြင်စရာခြံလက်ခံရသူကတော့ဝင်စားလူကာစီယာဖြစ်ပါတယ်ဒီယာဒီမှာအခွင့်အရေးနဲ့ကစားခြင်းတိတ်မရဘဲနဲ့6-9တောင်တွင်းယူထားတာတော့မှခြံလက်ခံရတာမျိုးပါပဲပြီးတော့လာမင်းယာမှာကလည်းသူဒဏ်ရာကနေအပြည့်အဝမတက်တာသေးဘူးဆိုရင်တော့ကမ္ဘာဖလားကိုသွားမှာပဲဗျဒါပေမဲ့အခြေအနေတွေအားလုံးကတော့ပြိုင်ပွဲအတွက်အချိန်ကြီးကြန့်ခိုင်လာလိမ့်မယ်လို့ဖော်ပြနေတာပါပဲစပိန်လူစီနဲ့ပတ်သက်ပြီးတင်လို့ရောဘလို့ထင်ကြလဲဗျဘယ်သူတွေကတော့ပါတဲ့နဲ့ဘယ်သူတွေကတော့မပါတဲ့လူလို့ထင်ပါတယ်